ဒီယာဒီအတင်းကြီးတွေဆိုရင်ဒုက္ခပေးတတ်တဲ့ဂီရိုနာဒုက္ခဆိုတောက်ကြညစပိန်လာလီဂါပွဲစဉ်31ပွဲကြိုသုံးသက်ချက်များမင်္ဂလာပါပလေးမေကာဂျာနယ်ကနေပြန်လည်ကြိုဆိုပါရစေဒီကနေ့မှာတော့တောက်ကြညမှာရှိတဲ့စပိန်လာလီဂါအပါအဝင်အီတလီစီးရီး A ဂျာမန်ဘွန်ဒက်လီဂါပြင်သစ်လီဂူစတဲ့ပွဲစဉ်ပွဲကြိုသုံးသက်ချက်တွေကိုကလောင်ရှင်ရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပထမအဆုံးပွဲစဉ်ကတော့ Real နဲ့ Girona တို့ရဲ့စပိန်လာလီဂါပွဲစဉ်ကိုတော့ကလောင်ရှင်ဒုက္ခဆိုရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ် Real အတွက်နိုင်မဖြစ်မဲ့ပွဲဖြစ်ပြီးဒီလိုမှမဟုတ်ရင်တော့ချန်ပီယံပြေးလန်းဟာအဆုံးသက်သွားမှာပါဒါပေမဲ့အခုချိန် Real ကချန်ပီယံလိကိုသာပိုအာရုံစိုက်နိုင်ပြီးလူစင်းအပြောင်းလဲများစွာရှိနိုင်ပါတယ်ပြီးခဲ့တဲ့အပတ်တုန်းက Villarreal ကိုအနိုင်ရခဲ့တဲ့ Girona ကတော့ဒီယာဒီမှာအသင်းကြီးတွေကိုတော်တော်လေးဒုက္ခပေးနိုင်ခဲ့ပါတယ်ဒါကြောင့်ဒီလိုအခက်မှုမျိုးမှာတော့ဧည့်သည်တို့ရဲ့အရေးအောက်မှာပဲခိုလုံချင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်တောက်ကြညအီတလီစီးရီးပွဲစဉ်32ကိုတော့ကလောင်ရှင်ဧကရဲရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ရိုမာနဲ့ပီဆာညတနာရီ15ပြီးခဲ့တဲ့အပတ်ကအင်တာကို9ပြည့်ရှုံးပြီးတဲ့နောက်နီးပြဂက်စပါရီနီတယောက်ဖိအားများနေပြီးမဖြစ်မနေပြန်ယုံထားမှရတော့မှာပါရိုမာဟာနောက်ဆုံးစီးရီးအိမ်ဝင်10ပွဲမှာတော့ဂျူဗင်တက် AC တို့နဲ့ပွဲတွေသာတည်ကြခဲ့ပြီးကြံ6ပွဲစလုံးကိုနိုင်ထားပါတယ်ဇယားအောက်ခြေကပီဆာကတော့အဝေးဝင်ရှုံးပွဲဆက်နေသလိုနောက်ဆုံးအဝေးဝင်2ပွဲမှာဂျူဗင်တက်နဲ့ကိုမိုရိုကိုစုစုပေါင်းကိုပေးထားရပါတယ်ဒါကြောင့်အင်ရှင်တို့ပြန်ယုံထနိုင်တဲ့ပွဲစဉ်မျိုးလိုပဲသုံးသပ်ထားတာဖြစ်ပါတယ်တောက်ကြညဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်29ပွဲကြိုသုံးသက်ချက်အနေနဲ့ကတော့ဘုံတော်မင်းရဲ့သုံးသက်ချက်ကိုဆက်လက်နားဆင်ပါအောင်ခင်ဗျာအော့စ်ဘတ်နဲ့ဟော်ဖန်ဟိညတနာရီဇယားလေကအော့စ်ဘတ်ဟာ၄ဝဲဆက်နိုင်ပွဲပျောက်ထားသလိုရလက်ရောခြေစွမ်းမှာအကြဘက်ကိုရောက်နေပါတယ်ဒါအပြင်အော့စ်ဘတ်ခံစစ်မှာအဓိကကြစုတွေဒဏ်ရာရပွဲပယ်တွေထိနေကြပါတယ်အဆင့်၄ကဟော်ဖန်ဟိကတော့ဒီယာဒီဘွန်ဒက်လီမှာတက်တရအဝေးဝင်အကောင်းဆုံးအသင်းဖြစ်တယ်လို့ချန်ပီယံလိဝင်ခွင့်အတွက်လည်းယုံရမှာဖြစ်ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့ဧည့်သည်တို့ရဲ့အရေးအောက်မှာပဲခိုလုံချင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်တောက်ကြညပြင်သစ်လီဂူပွဲစဉ်ကိုတော့ဒေးဗစ်ဂျိန်းရဲ့သုံးသက်ချက်အနေနဲ့နားဆင်ရမှာဖြစ်ပါတယ်ပဲရစ်နဲ့မိုနာကိုည7:30ဇယားအောက်ပိုင်းကတန်တက်ဆိုပေမဲ့ပဲရစ်ကခြေစွမ်းတည်ငြိမ်သလိုအင်္ဂွင်းနိုင်ပွဲလည်းဆက်နေပါတယ်မိုနာကိုကလည်းလီဂူ9ပွဲဆက်အနိုင်နဲ့အတူရက်တန်မရဖြစ်နေပါတယ်တခုရှိတာကမိုနာကိုဟာအဝေးဝင်းနေဆိုရင်ဂိုးတွေပြန်ပေးရတတ်ပါတယ်ဒါကြောင့်ဒီလိုပွဲစဉ်မျိုးမှာတော့ဂိုးများဟာစိတ်ချရတဲ့အားပေးမှုလိုပဲသုံးသပ်ထားတာဖြစ်ပါတယ်နောက်ဆုံးပွဲစဉ်ကတော့မာဆေးနဲ့မက်စ်ည7:35မာဆေးဟာချန်ပီယံလိဝင်ငွေမျှော်လင့်ချက်အတွက်ဆိုရင်နှစ်ပွဲဆက်အရှုံးကနေယုံထနိုင်မှဖြစ်မှာပါအခုလိုချိန်မှာမက်စ်လိုဇယားအောက်ခြေကအသင်းကိုဧည့်ခံရတာဟာမာဆေးအတွက်အခွင့်အလမ်းကောင်းပါဒီယာဒီအဝေးဝင်အညံ့ဆုံးအသင်းဖြစ်တဲ့မက်စ်ဟာနောက်ဆုံးအဝေးဝင်9ပွဲမှာလည်း4ပွဲရှုံးထားတာပါဒါကြောင့်ဧည့်ခံထားတဲ့အတိုင်းအင်ရှင်တို့ရဲ့အရေးအောက်မှာပဲခိုလုံချင်ပါတယ်လို့သုံးသပ်ထားတာဖြစ်ပါတယ်ပလေးမေကာဂျာနယ်နာဆင်သူညီကိုရီတူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်လျက်ရှိပါတယ်နောက်ဆုံးရပွဲကြိုသုံးသက်ချက်တွေနဲ့သတင်းချက်လက်တွေကိုတော့ Playmaker ရဲ့ Telegram Channel မှာလည်းလာရောက်ကြိုတင်ဖတ်ရှုလို့ရပါတယ်ညီကိုရီအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေကျေးဇူးတင်ပါတယ်